မင်္ဂလာပါဖေဖေဖြစ်ပါတယ်ရှင်ဖေဖေဒီနေ့မှာတော့ရှေ့မဟုတ်တော့ဖြစ်ပါရှင်ဖာပါရှင်ဖေဖေအခုရပတော်မှာရှောင်းမလာထွက်တော့ရဖြစ်ပါတယ်ရှင်ဖေဖာလေးလာဝဲဖာလေးလာဝဲတော့ပါဖာလေးလာပြီးတော့ဒီမျိုးလေးလုံးလို့ရတဲ့ဂိမ်းအောင်လာဖောက်ပဲဖြစ်ပါတယ်ရှင်ဖေဖေမလောက်ရင်ပတ်ထူးတင်မှာပဲရှင်ဒီနေ့ကသတင်းကြောက်လေးဖြစ်ပါတယ်ဒီနေ့ကျပထမရပါတော့ဖေဖေရဲ့တတိယကောင်မှာဖေဖေရဲ့ဖေဖေအချင်းမုန်းတငယ်ချင်းပို့ပို့ရဲ့ဖေဖေရဲ့ဖေဖေအချင်းမုန်းငယ်ချင်းမမအင်ချူပိုင်ရဲ့ဖေဖေတို့သတင်းကြော vlog လေးတင်ပေးပါမှာဖြစ်ပါတယ်ရှင်ဖေဖေကလည်းဖေဖေတတိယကောင်မှာပြောကြရပေါ့နော်အဲ့လေးကိုအားလုံးပဲကြည့်ပေးကြအောင်နော်တတိယကောက်မှာပါရှင်ဒီပထမကောက်မှာ vlog ပါဖေဖေရဲ့တတိယကောက်မှာဖေဖေ vlog ရဲ့ဖေဖေ food vlog ရဲ့လောက်ဖတ်ပါတယ်ရှင်ဒုတိယကောက်မှာလည်းအားလုံးပဲဗာတင်လဲဆိုတာလည်းသိမယ်ထင်ပါတယ်ရှင်ဗာတင်လဲဆိုတော့ပြောတော့ပါဗာတင်လဲဆိုတော့တော်ရင်ပြောတော့ဗာတင်လဲဆိုတော့မဲတင်ပါတယ်အဲ့လည်းသိနေရတယ်အောက်ထောက်ကနောက်မှယူလိုက်ဒီမောအိမ်အပေါအိမ်ကြီးရဲ့မှာဟိုအရင်သွားလို့ဖပင်ကဘယ်နားမှလဲမသိဖပင်ဟိုးရှိမှတယ်နဲ့ဖပင်ထင်တော့ပြဖပင်ဟိုးရှိမှတယ်နဲ့only every for I can ဟုတ်တယ် hair ဟုတ်ပါ hair okay ဘာလေးလုံးရင်ကောင်းမှာညူရောင်လေးလုံးရင်ကောင်းလားမဲလေးလောက်ရင်ကောင်းမလားရှင်။ဘာလေးလောက်ရင်ကောင်းမလဲ။ပြပြီးရင်အုတ်ထုတ်ပညာတက်ကလုံးမှာဆိုတော့ flag ထနေ။ဒါဖိုဗီယာလိုမျိုးပဲပေါ့နော် flag ။ဖိုဗီယာက flag ညက်ထားမှာပါ။ဖိုဗီယာတိတက်ရှင်ဝတ်တယ်ဘာလို့ရှင်ဝတ်ကြရ flag ဖြစ်သွားဘူးနော်။ပြလည်းမညက်ပါဘူး။အော်ဆန်ဒါလေးလောက်ကောင်းလိုက်လားမသိ။အိုးကျန်ဟာချိုးအောင်။အပါဦးဖပင်ဟိုလောက်အောင်။ချိုးရအောင်။ဒါလည်းမှားရော။ Okay အင်းကြီးချွမဲဒါချွမဲဟာအပြည့်လေအဘူလာမလို့အဲ့ဘယ်မှလို့မရစားရင်ပြရင်ကောင်းလားရိုင်းဖြူဟာခမတော့စမီဒီโอเคလာလေလောဖျက်လာလားစင်ပြေလားမသိစပင်းနဲ့လှလာမလဲပြန်ပြောင်းလာကြိုက်ဘူးဒါပေမဲ့လှတော့လှပါတော့ဒါပေမဲ့ဖေမလိုက်တော့ခံစားလို့အရှင်ဟုတ်ပြင်မာဖေဖေ FB နဲ့လိုက်ပါတယ် We both say I can't fall fit for people say အမဲလေးပဲလုံကောင်းလားမသိလေးလုံကောင်းလားဒီမှာမြန်မာဝတ်ဖုန်းတော့မရှိဘူးเนาะဘာကြီးချရမလဲကျွန်တော်တချင်နေတပြင်းချရပြီးတော့ဒါလေးလို့အုတ်ထုတ်ဖေဖေကလစ်ပါတော့ဟိုလုံးလို့မရတော့ဘူးဒါလေးပဲလုပ်လိုက်မကြိုက်မှပြန်လာပြောင်းမယ်ဒါလေးပဲလုပ်လိုက်အိမ်မထဲမှာabout fish about fish ဟောဖြစ်နေပြီမျက်နှာတော့ပြင်ပါမယ်မျက်နှာတော့လုပ်ပါမယ် okay ဘယ်လေးလုံးကောင်းမလဲချစ်ဖျားလေးအကုန်လုံးဒါတဲ့ကောင်းမလေး even the dadဖျားလည်းမလိုက်ဘူးဒါလေးရောဆောင်းမီကုန်းချစ်ဖျားလေးဟိုးဘောဟာလေးပို့လိုက်မလားမသိဒါလေးပေါ့နော်အိုးချစ်ဖျားလေးချစ်ဖျားလေးပါမဟုတ်ပါဒါပေမဲ့တခြားဟာလေးပဲလုပ်လိုက်တော့ဒီဒါလေးလုပ်လိုက်ဖျားနေလိုက်တယ်နော်โอเคလိုက်ပါမယ်အဖိုးအင်ကြီးဒီပါလုံးမထားယောက်ျားလေးဟဲ့ယောက်ျားလေးအင်ကြီးထနေဟုတ်တယ်ယောက်ျားလေးအင်ကြီးဖိုင်ဝင်နေဖူရခါအောင်မဖက်မိပဲနဲ့ယောက်ျားလေးအင်ကြီးဖိုင်ဝင်မိသွားတာတော့ကေးပါဘယ်လိုမြည်တာပေါ့နော်ဒီမှာခဲကြီးပဲပေါ့နော် point နေနေပါတယ် point အင်ကြီးဒါတိတ်မလားဒီဖန်တိတ်မလားအပေါင်မာပြီးတော့ဒီဖန်လာလာပါဆိုကြိုက်တယ်တူမပါခရတော်လေးပို့ချင်တယ်ဟိုကတော့အဲ့လိုမျိုးလေးရှိတယ်ဒါပေမဲ့ဖျက်နဲ့တိုးသွားလိုက်အပြင်မှာပြောမဟုတ်နော်ဂိမ်းထဲမှာပြင်မှာတိုးရင်လည်းဘာမှမဖြစ်ဒါပေမဲ့ဒီမှာရန်တိုးအောင်ဒါပေမဲ့အပြင်မှာရန်တိုးရင်လည်းချ
ချင်းကြိုက်မှာဘူးလို့ချင်းဖဲပြင်တော့ခရတော့ဝပါတယ်ဝပါတယ်တဖားမအောင်ကြ fish ဘာ fish အော်ဖပြလဲအဲ့ဒါပဲပြော fish အဲ့ပဲပြောနေငါပဲပြောနေအားနေ fish ကိုအပေါ့ fish ဟိုတော့ပေါက်သွားသေးတယ်တော်ရင်ပြောတော့လို့အေးတို့ဘာတို့ညာတို့တော့မလို့ကြားလိုက်တော့ဟဲတော့ပြောင်းမရမှာမင်းတို့ဘာလာမျက်နှာတော့ပြောင်းမှုပဲဟာငါဟဲပြနှစ်ခုလုံးပြန်လာပါပြန်လို့ရတော့ပါမယ်ဆိုပြဖင်းရတော့အိုးတဲ့နော်တော့မယ်ပြန်သွားမယ် info ဒီမှာဖိုင်ရောက် info မျက်နှာဖိုင်ရောက်ပါပြီအပေါ့ဆိုကြထားပါတော့ဟိုမြင်နေရပြီဟုတ်တယ်မလားဟုတ်တယ်ကျမပြန်လာပြောင်းလာပါရှင်တန်းနဲ့ဒီစပင်းနဲ့လိုက်လာလို့ကြည့်ကြည့်လောက်လှရတယ်နော်ဒါလေးပဲယူလိုက်တော့ဖျက်တငယ်ချင်းอ่ะခဏဖျက်တငယ်ချင်းကိုဖာပြန်ပို့လာโอเคပြန်လာပါပြီဖျက်တငယ်ချင်းပြောပြပါရပါနော်ဖျက်ဗီဒီယိုရိုက်နေအောင်ဩဖျက်ရဲ့တငယ်ချင်းတွေ့လေးပေါ့နော်အဲ့ဟိုအင်ကြီးလုံးမယ် oh my god ခုနဖိုင်ပြန်လာတော့မေးနေခုနဖိုင်ပြောင်းနေသွားလားမှန်တော့ပြောင်းနေပြန်သွားတယ်ဟာစိတ်ညစ်မှန်တော့ပြောင်းနေပြန်သွားနေတော့ကျမမှန်တော့ပြောင်းနေပြန်သွားတယ်တော့ကျမပဲကျမလို့နောက်ပြီးပြောလိုက်တာပါခုနတော့မှားပြီးဘွိုင်းအင်ကြီးဖိုင်ဝင်မိကွာမှားပြီးဝင်မိကွာOkay. Let's go. Oh my god. About. Okay. Define it. Hold it. မဘာလဲပါရှာလဲကျမဖန်ဘာညာတကယ်လာကြည့်ရပါရှင် Okay ဖန်အိတ်လေးရင်ကြည့်ပါမယ်ဖန်အိတ်လေးကဒါလေးလာနော်လိုက်လားမသိကြည့်လားလိုက်ဒါမဲ့ရှည်လေးနဲ့ပို့လိုက်မလားဒါရှည်လေးကိုတော့ပို့ကြိုက်တယ်ဗောနော်ကိုကရှည်တော့ပြောနော်ပဖန်ရှည်တော့ပြောဒါလေးကတိုးနေတာပဲနည်းနည်းရှည်တော့လောက်ကြည့်လိုက်လောက်လာတယ်ဒါမဲ့ယူတော့ကိုကပါနေလို့ပေါ့နော်သူ့ရဲ့ mouth ဘယ်လိုပြောဟိုမျိုးဝတ်ထားပါတော့ငကြက်တက်တဲ့ဟာပါနေလို့ပေါ့နော်ဖះခေါင်းမှာလောက်ထားအဲ့လိုပါနေလို့ပေါ့နော်ခေါင်းမှာလုံးမှာဆိုတော့ခေါ်ပြရနော်ဟိုဖောင်းဒီဖောင်းပါရင်ဖះခုနဒါလေးယူကျင်တယ်လို့ပြောလိုက်တယ်နော်ဒါစမ်းကြည့်အောင်လိုက်လားမလိုက်လားအိုးလှရဟာအကျိမပြောင်းမယ်ဒါလေးရင်ယူလိုက်အောင်ဟုတ်ရင်ဒီမျိုးဟာလဲဖះလိုချင်သေးရဲ့ဟာဒီမျိုးဟာဖះပထမဦးဖုံးဆိုင်မှာတွေ့ကြနော်အမျိုးဟာလေးဖះကောင်းနေပါလေအပါဦးဖပင်ဟဲတွေပါမလို့တီးလို့ဖះဖြစ်တယ်နော်ဟုတ်တယ်နော်အခုဖိုးချိုးယူလိုက်တော့8 ဖိုင်မှာဝယ်အပါ8 ဖိုင်ရောက်မှာ8ပဲဝယ်လိုက်တော့ဖိုင်ဝယ်လိုက်တော့ဖိုးချိုးတွေဒါရင်မျိုးတော့ကုန်ပတ်ကြည့်နေဖေးတဲ့ထိုင်းဖက်ပြမွေးရောဖက်နောက်ပြီးပြောနော်ဖေးတယ်မရှိအေးဘာဖေးတယ်မှမရှိကျောင်းကနေပြန်သွားရလားမသိခါခုနဖိုင်သွားကြည့်လားငါလေးဖက်ပထမအုံဝင်နေဖိုင်ပေါ့နော်ဒီလေးလာ Oh my god, if I found a final bow. You can't have the flower. Have a bow with tiny on a bluebird. Do you find out if you do? Hold tonight. Hold. Open and cover pretty little hot fountain. Define. Hold it in. Hold it. Try you and go. Turning on a bluebird.
ဒါလေးနဲ့ပလိုက်လားဟိုလေးနဲ့ပလိုက်လားမသိဒါလေးလက်ဒါလေးအပေါ်တင်းနေအပေါ်ရောက်ဒါလေးနဲ့လိုက်လားမသိဒါလေးပဲယူရင်ကောင်းမှမသိဘာယူကောင်းမှမသိ这里看，这边有人给他包点呢，啥来的包样呢？他包样呢？这里边就来搞完的。OK， 这里边就来着。Oh my god， 这边全搞完的。这里来。Phô nó cả lạ phô thay vì vậy đó không biết đủ biểu ok phô bây giờ nè khu phô cho phải đối qua bị bỏ nó phô cho phải đối qua bị chuyện thôi wow hôm nay ta phô ở làm nhiều lệ xỉ của nó bây giờ phô cho dùng cao mà lấy mày đi học fan phi bây giờ lại ba fan phi dùng cao mà lấy thằng lý làm Turn you on a bluebird, open a cool bed. How do we like how do we later? Okay, I'll bet you later about my shit. Oh, Dima, baby, now phone up. Fine. Yeah, no? Fine. Bali, you ain't call. Tally, fancy Larry. Peel. Vì chị lý mà chạy phí lưỡi hẳn chạy thả lý phan chị thả lý làm phô dán gì các bạn mới bảo nào phải nhưng mà nào不phải nhưng mà chị bây giờ hồi chị lại nằm phải cô chị này phải chạy mà đôi tay bảo xe ok đã được nhớ nào được học nó phải làm được bảo xe mai vừa mới bảo nó đã đôi ấy như thế này thế nếu nó bluebird đã này nó là ha nhưng mà này mà bà bảo chứ thế mà chị à bảo nó bà lê phải qua lúc mà nó bảo anh nhưng mà này nó là lúc mà nó bảo chứ thế mẹ chị em chỉ bảo lúc thì nó bắt mà cái đó là mà cái đó phải tính tiền của nó phải không làm lụ của nó phải lúc này nó là mà bảo của nó oh my god Christmas anh chị của nó mà lâu quá chết phải mà nó Christmas anh chị có đồ lấy bài phải có chuyện gì đấy wow trai mới được đấy nó alo mấy đi nè video đi lâu và về xem bài thứ miêu ba bây giờ bài thứ tiếp theo bye bye